50ဗျာ20ပြောရင်100ဗျာကျွန်တော်အဲ့ဒီထည့်လို့ရတာဗျာအဲ့ဒါတော့မှကျွန်တော်ညင်းခဲ့တဲ့ကောင်ဒေါ်လာတန်း10ကတန်းတော့မှကျွန်တော်ညင်းခဲ့တဲ့သူကတရုတ်ဘယ်လိုလာဖြစ်မလဲဗျာအဲ့တော့မိစားတစ်ခုရှိပါတယ်နော်အဲ့ဒါဘာလဲလို့ပြောလို့ရှိရင်တရုတ်ကြောင့်ဘာဖြစ်လို့မရေးသလဲကျွန်တော်တို့ကတာဝန်တစ်ခုကိုလည်းယူခဲ့တဲ့သူဗျကျွန်တော်မှထိုက်တဲ့ကလောင်အားလည်းရှိတယ်ကျွန်တော်စာရေးပြီဆိုရင်တန်ယုံတွေက5-6ခုကမကပါဘူးဒီတဲ့တောင်များပါသေးတယ်ခင်ဗျာတောက်လျှောက်တိုင်ပြီးတော့ print out ထုတ်ပြီးတော့မှသုံးသပ်ချက်တွေဆွဲပြီးတော့သူ့အပေါ်လူတွေတင်လာလဲကျွန်တော်သိတာပဲအဲ့တန်ကမှတာဝန်ထမ်းဆောင်တဲ့တပည့်တွေကပြန်ပြောပြတယ်လေကျွန်တော်သိတာပေါ့ EU တွေကခေါင်းဆောင်တွေအကုန်လုံးကျွန်တော်စာဖတ်တယ်အဲ့ဒါလည်း EU တွေကကျွန်တော်ဖွင့်ပြောသွားလို့ကျွန်တော်သိတယ်ဆိုတော့ကလောင်အားလည်းထိုက်တဲ့ရှေ့လူတယောက်ကကျွန်တော်အများကြီးထိန်းရတယ်ဗျကျွန်တော်တို့ရဲ့အိမ်နီးနားချင်းကဘယ်သူလဲနံပါတ်1အဲ့အိမ်နီးနားချင်းကကိုယ့်ထဲနေနာလားမြင်နာလားနော် तू ကအားဘလောက်ရှိလဲဒါကျွန်တော်တွေ့ရမယ်အခုတရုတ်ဖြစ်နေတယ်တရုတ်ကိုကျွန်တော်တို့က heavily criticize လုပ်တာပေါ့ဗျာပြင်းပြထန်ထန်ကျွန်တော်ဝေဖန်လိုက်တယ်ပေါ့နော်တရုတ်ကကျွန်တော်ဟာဒီမှာဖတ်ဘူးလားဖတ်တာပေါ့နော်အမေရိကန်လည်းမဖတ်ဘူးလားသိကြတယ်ဖတ်တာပေါ့အကုန်ဖတ်တာပေါ့ကျွန်တော်အဲ့လိုရေးလိုက်လို့ရှိရင်နောက်ဆုံးမှာအစိုးရတရုတ်နဲ့လည်းဆွဲနှုတ်ဆက်တယ်ဆိုရင်ကျွန်တော်ဘာဖြစ်သွားမလဲကျွန်တော်စာနဲ့အနှောက်အယှက်တွေအများကြီးဖြစ်သွားမယ်နောက်အခုကျွန်တော်တို့Myset ဆိုတဲ့ think tank မှာကျွန်တော်ပါနေတာလဲသူတို့မသိစရာအကြောင်းမရှိဘူးလေရှိတာပဲเนาะကျွန်တော်ရေးတဲ့အခါမှာအញ្ញံသတိထားပါတယ်အဲ့တော့ကျွန်တော်ရေးလိုက်တဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ကနေပြီးတော့မှကောက်ချက်ထူဆွဲလိုက်ပြီးတော့မှကျွန်တော်နိုင်ငံနဲ့တရုတ်နိုင်ငံနဲ့အခုလိုလက်ဆွဲနှုတ်ဆက်တဲ့အခါကြလို့ရှိရင်အနောက်ဆက်မဖြစ်အောင်လို့ကျွန်တော်ကစောင့်ပြီးကျွန်တော်ရေးတာကျွန်တော်ရေးတတ်တာပေါ့ဗျာအများကြီးပဲသို့တော်လည်းကျွန်တော်အသက်အရွယ်နဲ့ရေးသက်နေဆိုရင်တော့ကျွန်တော်ကထိန်းရတော့မယ်နိအဲ့ဒါကြောင့်ကျွန်တော်မရေးတာပါเนาะပရိုတော့ပရိုပဲလို့เนาะဒါပေမဲ့ I never be US Pro နဲ့ I never be China Pro เนาะကျွန်တော်ပရိုတော့ပရိုပဲဘာပရိုလဲကျွန်တော်ဒီနိုင်ငံမှာနေတာဗျာဒီစံစားပြီးဒီတောက်လာတာဗျာဒီဘာသာတရားဟိုကျွန်တော်တို့ယုံကြည်ရတဲ့သူတယောက်ကမြန်မာနိုင်ငံပရိုကလွဲလို့ဘယ်နိုင်ငံမှကျွန်တော်အဖြစ်မခံဘူးဗျကျွန်တော် Facebook မှာဗျာကျွန်တော်ရေးလို့မရဘူးလေရေးလို့မရဘူးဆိုတာတော့ဘာလဲလို့ပြောလို့ရှိရင်အနောက်နိုင်ငံကိုကျွန်တော်ကနည်းနည်းလေးပေါ့နော်ဝေဖန်တဲ့ဟာလေးတွေရေးတာကိုရေးတဲ့ခါကျတော့ကျွန်တော် Facebook မှာကျွန်တော်ရေးလို့မရဘူးကျွန်တော်မှန်းသိတာနဲ့ဖြုတ်ချတယ်ဗျာနောက်ကျွန်တော်ဒီ iPad ပဲသုံးတာ iPad ကျတော့သူတို့ဖမ်းလို့တိတ်လွယ်တယ်လေဒီ iPad ကထွက်ရတာဟုတ်ဗျကျွန်တော် Telegram မှာသုံးနေတာဆိုတစ်နှစ်ကျော်သွားပြီနော်အဲ့တော့ကျွန်တော် US Pro ဖြစ်လားမဖြစ်လားအဲ့ဒါကိုခင်ဗျာပြောလို့ရတယ်နောက် China Pro ကြတဲ့ခါကျတော့ကျွန်တော်ဘယ်လိုသွားပြီး Pro သွားဖြစ်မှာလဲဘယ်လိုအမွေးခံမှာလဲပြောပြချင်တာလေနော်အမွေးခံတယ်ဆိုတာဥပမာပြဗျာခင်ဗျာရှိပါတယ်နော်ဟိုပြီးခဲ့တဲ့ကာလာမှာတော့တရုတ်ကထောက်ပံ့တဲ့အတွက်ကြောင့်မလို့ပေါ့ဗျာခင်ဗျာပါတီကြီးတစ်ခုဖျက်လိုက်ရတာရှိတယ်လीနော်ဒါမျိုးတွေပေါ့ဗျာအချို့ပါတီတွေမှာရောနိုင်ငံရေးပါတီတွေမှာရောဒီထဲမှာဒါလေးတွေမရှိဘူးလားဆိုရှိတဲ့တော့ကျွန်တော်ရှိတယ်လို့ကြားတာပဲကျွန်တော်တို့ကြတော့ကိုတိုင်နာကိုလုပ်တယ်ကိုမနိုင်တဲ့အခါကျတော့ကိုမလုပ်တော့ဘူးအဲဒီသဘောတည်းကျွန်တော်တို့ကဘာမှမပို့ဘူးဘာသာရေးရှုထောင့်ကကြည်ရင်ဗျဒါတော်တော်အပြစ်ကြီးတယ်တပားသူရဲ့တစ္ဆာကိုခံပြီးကိုယ်နိုင်ငံကိုကိုယ်တစ္ဆာဖောက်ပြီးတော့ခင်ဗျာတန်း50နှစ်နဲ့အောင်လုပ်တဲ့အကုသိုလ်ကြီးတော်တော်ကြီးတာဗျကျွန်တော်တို့ကဘာသာရေးယုံကြည်တယ်ကံကံကြီးအကျိုးတရားကိုယုံကြည်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတော့ကျွန်တော်ကတော်တော်လေးသတိထားတယ်ဥပမာဖြင့်ဝေဖန်စရာရှိတယ်ပေါ့မခင်ဗျားကိုကျွန်တော်ဝေဖန်ဖို့ဖြစ်လာမယ်ဆိုရင်ကျွန်တော်မှာကျင့်ဝတ်တစ်ခုရှိတယ်ကျွန်တော်အများနဲ့စောင့်ထိတ်တဲ့ကျင့်ဝတ်ပေါ့ဗျာမခင်ဗျားချမ်းသာတယ်ဗျာခင်ဗျားချမ်းသာတဲ့အကြောင်းလို့ခင်ဗျားဘားသွားတယ်ဗျာ club တက်တယ်ဗျာဒါခင်ဗျားရဲ့ personal ကိစ္စရကျွန်တော်ဘယ်တော့မှမကြည့်ဘူးအဲ့ဒါကိုမခင်ဗျားရုပ်ရည်ရှိတယ်ဗျာခင်ဗျားတွဲမယ်ပေါ့ဗျာခင်ဗျားတွဲခွင့်ရှိတယ်လीအဲ့လားရုပ်ဆိုးတဲ့ကောင်ကသူ့ကိုသွားပြီးတော့မနာလို့တူရှိလို့လည်းမရဘူးရုပ်ဆိုးတဲ့သူကချောကြည့်ပတ်စံရှိကြည့်ဒီကောင်10စားလောက်ဆိုးတယ်အဲ့ဒါတွေကကျွန်တော်ဝေဖန်စရာအကြောင်းဘာမှမရှိဘူးဒါပေမဲ့ခင်ဗျားကြောင့်မလို့ကျွန်တော်ကတိုင်းပြည်ဖြစ်မယ်ပေါ့ဗျာအမျိုးဘာသာသာသနာပြတ်မယ်ဆိုရင်တော့အဲ့ဒါတော့ကျွန်တော်ကနည်းနည်းပါးပါးရေးတယ် personal ကိစ္စရပ်ကိုဘယ်တော့မှမရေးဘူးအဲ့ဒါကျွန်တော်လုံးဝစောင့်ထိန်နေတာပဲကျွန်တော်စာတွေလည်းခင်ဗျားတောက်လျှောက်ဖတ်ကြည့်လိုက်ပုံရိပ်2006ကရှိပြီ Facebook မှာကျွန်တော်တို့က long article ပေါ့ဗျာ1000ကျော်ပဲနဲ့တူတယ်တခါမှခင်ဗျားတွေ့မှာမဟုတ်ဘူးအဲ့ဒါကျွန်တော်စောင့်ထိန်တဲ့ကိစ္စရပ်ပေါ့ဗျာအဲ့တော့ကျွန်တော်ရေးရင်လေ impact နဲ့ရှိတယ်ဗျ impact နဲ့ရှိတော့အဲ့ဒီ impact ကတစ်ချိန်မှာပေါ့နော်ကိုယ်နိုင်ငံကိုမထိခိုက်စေချင်လို့ကျွန်တော်မရေးတာတကယ်လို့သာပေါ့ဗျာအဲ့ဝေဖန်မဲ့သူဖတ်တဲ့သူတွေမှာပေါ့ဗျာဖတ်တဲ့သူတွေကတော့ကျွန်တော်သိအပြည့်မပြောပါဘူးเนาะဝေဖန်တဲ့သူတွေမှာကအစားထိုးပြီးတွေးတတ်တဲ့ thinking လောက်မှမရှိဘူးဆိုရင်တော့လေကိုယ့်ကိုစာရေးဆရာတို့ပညာရှင်တို့အမိမခံတာကောင်းတယ်တချို့ကြတော့ခင်ဗျာအစားထိုးပြီးတော့နည်းနည်းလေးပေါ့နော်သူဒါကိုဘာကြောင့်မလုပ်တာလဲသူ့မှာအကြောင်းရှိလိမ့်မယ်လေခံစားပြီးတွေးကြည့်လိုက်ရင်တော့ဆိုရအဲ့မျိုးတွေးပေါ်တယ်ကျွန်တော်ရေးတဲ့အထက်မှာခင်ဗျာကြည့်ဘယ်တော့မှကျွန်တော်စကားလုံးအချမ်းနေမသုံးဘူးကျွန်တော် general နဲ့ပဲပြောတယ်
နောက်တစ်ခုလေးပဲကျွန်တော်ကဘာလုပ်ပြီးလဲဆိုတော့အနာဂတ်ကိုကျွန်တော်ကြိုပြီးကျွန်တော်နည်းနည်းလေးသုံးသပ်ပြီးတယ်ပြီးရင်တွေးပုံခေါ်ပုံလေးကိုကျွန်တော်နည်းနည်းလေးပဲထည့်ပြီးတယ်သတင်းကိုကျွန်တော်သတင်းတိုင်းကျွန်တော်မရေးဘူးသတင်းကိုသတင်းတိုင်းရေးတာတော့ဘာခက်လို့လဲဗျသတင်းအများစုကတော့အင်္ဂလိပ်လိုလေအင်္ဂလိပ်လိုဖတ်တတ်လို့ရင်ကျန်ဘာသာပြန်ရတာပဲလေအဲ့မှာကျွန်တော်သုံးသပ်ချက်လေးနည်းနည်းထည့်ပြီးတယ်အဲ့ဒါဘာလဲဆိုရင်သူတို့အသိပွင့်သွားအောင်လို့အဲ့သဘောပဲပေါ့ဗျာအဲ့တော့ကျွန်တော်စာရေးတဲ့အခါမှာခေါင်းထဲမှာဘာမှမရှိတော့လဲတာဝန်မရှိဘူးပေါ့ဗျာယူတိုင်းတော့လဲရှိတယ်ပေါ့ဗျာကလောင်အားနည်းနည်းပါရှိလာပြီဖတ်တဲ့သူလေးနည်းနည်းပါရှိလာပြီဆိုတဲ့ခါကျတော့ကိုယ်စာကြောင်းမလို့ကျွန်တော်အစိတ်တော့သူများကိုမဖြစ်စေချင်ဘူးတချို့ဆိုရင်ခင်ဗျာသတိထားကြည့်အရန်ဖြစ်တယ်ဝေဖန်သလိုနဲ့ခင်ဗျာရန်သူသတင်းပေးတဲ့သူတွေလည်းမနေဘူးဒါသူအတတ်ပညာပေါ့ဗျာဆိုတော့ဒါမျိုးတွေအစားကျွန်တော်တော်သတိထားပါတယ်နော်ကိုကြောင့်မလို့ဟလာဖတ်တဲ့သူတွေအစိတ်တော့မဖြစ်အောင်နောက်လမ်းလွဲမသွားအောင်တန်းဖွင့်တခုမှကျွန်တော်ပြောတယ်မင်းတို့လို့ငါလို့မဲဒါပဲအားလုံးလည်းကျွန်တော်မစစ်နိုင်ဘူး။နောက်ကျွန်တော်လည်းထောင်နိုင်ရလည်းမဟုတ်ဘူးကျွန်တော်မစစ်နိုင်ဘူး။ကျွန်တော်အဲ့ဒီမှာအဓိကဘာပြောလဲဆိုရင်ကျွန်တော်တွေးဖို့ခေါ်ဖို့ပဲကျွန်တော်ပြောတယ်။တွေးဖို့ခေါ်ဖို့ရသွားရင်လူတယောက်ကသူ့ဘာသူအမှန်မှန်သူ့ဘာသူဝေဖန်တော့ကျွန်တော်ကတန်းဖွင့်တဲ့အခါမှာစာရေးတဲ့အခါမှာဘယ်လိုတွေးသလဲဆိုတာလေးကိုကျွန်တော်ထည့်ပေးသွားရင်သူဒီဒါမဟုတ်ဘူးကွာဒါဟုတ်တယ်လို့ကျွန်တော်ပြောစရာမလိုဘူး။သူ့ဘာသူလမ်းကြောင်းအမှန်မှန်ရောက်သွားမယ်။ကျွန်တော်လည်းစာရေးဆရာကြီးလည်းမဟုတ်ပါဘူး။ကိုယ်ကလည်းစာရေးဆရာလည်းမတတ်မှတ်ပါဘူး။စာရေးတဲ့သူပါပဲ။ဒါပေမဲ့ကျွန်တော်ကြောင့်မလို့တော့ကျွန်တော်စာပေအစိတ်တော့တော့ကျွန်တော်မဖြစ်စေရဘူးကျွန်တော်စာရေးလို့ရှိရင်သတိထားကြည့်ပါဘယ်လိုတွေးသလဲခေါ်သလဲဒါတော့ပဲကျွန်တော်ရေးပါတယ်တခြားသူတွေလည်းပေါ့ဗျာအခုလိုပေါ့နော်အစိတ်တော့မဖြစ်တဲ့စာမျိုးပေါ့ဗျာနောက်ကိုယ်ခံစားချက်ကိုဦးစားပေးပြီးတော့ဖောက်ထုတ်တဲ့စာမျိုးမဖြစ်ရင်တော့ကျွန်တော်ထင်တယ်ပိုကောင်းပါတယ်လို့ဒါလေးတော့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျဟုတ်ကဲ့ပါဆရာအခုလိုမျိုးဆွေးနွေးပေးတာကိုကျေးဇူးတင်ပါတယ်ဆရာဆရာဘယ်လောက်ထိကလောင်သွားထက်တယ်ဆိုတာကိုလည်းဆရာရဲ့စာဖတ်ပရိသတ်တွေကအသိဆုံးပါပဲဆရာဆရာကို US Pro China Pro လို့ဝေဖန်ထောက်ပြနေပေမဲ့လည်းဆရာရဲ့စာဖတ်ပရိသတ်တွေနိုင်ငံအရေးကိုစိတ်ဝင်စားသူတွေအတွက်အစိတ်တောင်မဖြစ်ရ